Venezuela သမ္မတ Nicolas Maduro ဆိုတာဘာတူလဲဘလောက်ဆိုးရွားတဲ့လူမို့လို့ American ကဖမ်းဆီးလိုက်တာလေတခုလောက်စဉ်းစားကြည့်အောင်လွန်ခဲ့တဲ့10နှစ်အတွင်းနိုင်ငံရဲ့လူဦးရေ10တန်းလောက်နီးပါးထိုးဆင်းသွားအောင်ထိဆိုးရွားလွန်းတဲ့နိုင်ငံအခြေအနေတစ်ခုကိုမြင်အောင်ကြည့်လိုက်ပါဒီလိုမျိုးကိန်းဂဏန်းမျိုးကမဖြစ်နိုင်ဘူးလို့ထင်ရပေမဲ့ဒါဟာဝမ်းနည်းစရာကောင်းလောက်အောင်တကယ်ဖြစ်ပျက်နေတဲ့အရာဖြစ်ပြီး2013ခုနှစ်ကနေစတင်ခဲ့တဲ့ Venezuela နိုင်ငံရဲ့ကပ်ဘေးစိုက်တယ်လို့ပြတ်သုံးလာတဲ့အခြေအနေနဲ့ဆက်ဆက်လို့နေပါသည်ဒီလိုပြိုလဲနေတဲ့နိုင်ငံနဲ့သူ့ရဲ့နိုင်ငံသားတွေကိုအမြဲတမ်းဒုက္ခပေးနေတဲ့စနစ်ကြီးရဲ့ထိတ်ဆုံးမှာရှိနေသူကတော့ Venezuela နိုင်ငံရဲ့သမ္မတ Nicolas Maduro ပဲဖြစ်ပါသည်။တမိုင်းတစ်လျှောက်အာဏာရှင်တွေရဲ့ဇက်သိမ်းငန်းတွေဟာများသောအားဖြင့်ရုပ်ပြက်ဆင်းပြက်ရှိရကြပေမဲ့ Nicolas Maduro ရဲ့အဆုံးသတ်ကတော့ခေတ်သစ်နိုင်ငံရေးသမိုင်းမှာအထူးခြားဆုံးနဲ့အံ့ဩစရာအကောင်းဆုံးဖြစ်ရတစ်ခုဖြစ်လာခဲ့ပါသည်။တချိန်ကတောင်အမေရိကရဲ့အချမ်းသာဆုံးရေနံနိုင်ငံတော်ကြီးကိုလက်ဝဲကြီးအုပ်စိုးမှုခဲ့တဲ့သမ္မတတဦးဟာအခုတော့ American ရဲ့ရာဇဝတ်သားတဦးအနေနဲ့တန်ချေချင်းခတ်ခံလိုက်ရပါပြီ။ဒီနေ့မှာတော့ဒီအကြောင်းအရာတွေကဘယ်လိုများဆက်နေလဲ။ Nicolas Maduro ကဘာတူလဲ။ Venezuela ရဲ့လက်တလောသမိုင်းကြောင်းကဘာလဲ။ဘာကြောင့်ဒီလောက်ထိအခြေအနေဆိုးသွားရတာလဲဆိုတာကိုကျွန်တော်ရဲ့ Alpha Wave Media ကနေအသေးစိတ်တင်ဆက်ပေးခြင်းပါတယ်။အရင်ဆုံး Venezuela ရဲ့သမ္မတ Nicolas Maduro ရဲ့နောက်ခံအကြောင်းကိုအရင်ဆုံးပြောပြရစီ။သူဟာ1962ခုနှစ်မှာ Caracas မြို့ကလက်ဝဲနိုင်ငံရေးအယူအဆရှိတဲ့အလုပ်သမားလူရန်စားမိသားစုကနေမွေးဖွားလာခဲ့ပါတယ်။တခြားသောထင်ရှားတဲ့ခေါင်းဆောင်တွေလိုပဲ Maduro ရဲ့ငယ်ဘဝဟာလည်းလှည့်ဝက်ချက်တွေအငင်းပွားစရာတွေနဲ့ပြည့်နေပါတယ်။တချို့ကတော့သူဟာမိခင်ရဲ့နေရဖြစ်တဲ့အိမ်နီးချင်းကိုလံဘီယာနိုင်ငံမှာမွေးဖွားလာခဲ့တယ်လို့လည်းဆိုကြပြန်ပါတယ်။ဒါကအရေးကြီးတဲ့အချက်တစ်ချက်ပါ။ဘာကြောင့်လဲမေးရင်တော့ Venezuela ဟာအဖွဲ့အစည်းပုံအခြေခံဥပဒေအရသမ္မတဖြစ်မဲ့သူအနေနဲ့ Venezuela နိုင်ငံသားဖြစ်မှကိုရပါတယ်။ဒါပေမဲ့ထူးထူးခြားခြားပဲ Maduro ကတော့ကိုလံဘီယာနိုင်ငံမှာမွေးဖွားခဲ့ပါတယ်။လူငယ် Maduro ဟာပညာရေးမှာတော့တာမန်ပဲဖြစ်ပေမဲ့နိုင်ငံရေးမှာတော့ထက်မြက်သူဖြစ်ပြီးအထက်တန်းကျောင်းသားဘဝမှာရင်ခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။သူဟာအထက်တန်းကျောင်းကိုဘွဲမရပဲထွက်ခဲ့ပြီးတော့ဘတ်စကားမောင်းသမားဖြစ်လာခဲ့ပါတယ်။အဲဒီနောက်မှာသူကနိုင်ငံရေးလှုပ်ရှားမှုတွေဆက်လုပ်ရင်းနဲ့မြို့တော်ဒေသကအများပြည်သူတည်ယူပို့ဆောင်ရေးမှာဝန်ထမ်းတွေရဲ့ဂုဏ်သွေးရေးသမဂ္ဂခေါင်းဆောင်ဖြစ်လာပါတယ်။ဒီလိုမျိုးဂုဏ်သွေးရေးသမဂ္ဂရဲ့ခေါင်းဆောင်ဖြစ်လာတာကပဲ Maduro တစ်ချိန်မှာအာဏာရလာဖို့အကြောင်းဖန်လာတဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်လာခဲ့ပါတော့တယ်။ Maduro ဟာအနာဂတ်သမ္မတ Hugo Chavez လို့ခေါ်တဲ့သူနဲ့ပထမဦးဆုံးနိုင်ငံရေးလှုပ်ရှားမှုတွေမှာသဘောကျခဲ့ပြီး1990ခုနှစ်အစောပိုင်းမှာဘိုလီးဗီးယားတော်လှန်ရေးလှုပ်ရှားမှုရဲ့အဖွဲ့ဝင်တော်မှာလုပ်ခဲ့ပါသေးတယ်။ဒီလိုနဲ့1992ခုနှစ်မှာ Chavez ကအာဏာသိမ်းမှုကြိုးစားချိန်မှာတော့ Maduro ကထောက်ခံခဲ့ပြီး1999ခုနှစ်မှာ Chavez ဟာတကယ်သမ္မတဖြစ်လာတဲ့အခါမှာလေသူဟာလည်းပဲအဓိကအဖွဲ့ဝင်တဦးဖြစ်လာခဲ့ပါသည်။သူနဲ့အဲ့ဒီ Hugo Chavez နဲ့ဆုံခဲ့တာကလေဂုဏ်သွေးရေးသမဂ္ဂခေါင်းဆောင်ဖြစ်လာတဲ့အချိန်မှာဆုံတွေ့ခဲ့ဘူးတာပါ။လုံရည်ကိုင်ရရှိတဲ့လူငယ်တယောက်ဖြစ်တဲ့အပြင်အများပြည်သူကထောက်ခံနေတဲ့သူမို့ Chavez ကလည်းသဘောကျခဲ့ပါသည်။အဲ့လိုနဲ့ပဲ Chavez ကVenezuela နိုင်ငံကိုအုပ်ချုပ်နေတဲ့သမ္မတသက်တမ်း14နှစ်အတွင်းမှာ Nicolas Maduro ဟာနိုင်ငံရဲ့အရေးပါတဲ့ရာထူးပေါင်းများစွာကိုရယူခဲ့ပါသည်။2005ခုနှစ်မှာအမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ပြီး2006ခုနှစ်မှာတော့နိုင်ငံခြားရေးဝန်ကြီးဖြစ်လာပါသည်။ဒီလိုမျိုးနိုင်ငံရဲ့အရေးပါတဲ့ရာထူးတွေကိုရနေလို့ Nicolas Maduro ကပညာတတ်တယောက်လိုလည်းမထင်လိုက်ပါနဲ့။သူက1980ခုနှစ်အလယ်ပိုင်းလောက်တုန်းကကျူဘားမှာဖွင့်တဲ့ကွန်မြူနစ်သင်တန်းကျောင်းမှာတစ်နှစ်လောက်စာသင်ခဲ့ဘူးတာကလွဲလို့ရှိရင်တခြားဘာပညာရေးချင်းမှမရှိဘဲနဲ့အဲ့လိုမျိုးနိုင်ငံရဲ့အရေးပါတဲ့ယာရုတွေကိုရခဲ့တာပါမြန်မာစကားနဲ့နားလည်အောင်ရိုးရိုးရှင်းရှင်းပြောပြရလို့ရှိရင်ရေးတတ်ဖတ်တတ်ရုံလောက်နဲ့ဒီလိုယာရုတွေကိုရခဲ့တယ်လို့ဆိုလို့ရပါတယ်နောက်ပြီးသူဝင်ကြီးလုပ်ခဲ့တဲ့တပ်တန်း6နှစ်အတွင်းမှာအမေရိကန်နဲ့မသိမြတ်တဲ့နိုင်ငံတွေကွန်မြူနစ်အစိုးရရှိတဲ့ကျူဘားဘိုလီးဗီးယားဘရာဇီးတို့နဲ့ဆက်ဆံရေးကောင်းအောင်လှုပ်ဆောင်ခဲ့ပြီးအဲ့ဒီအချိန်တွေကလွှမ်းမိုးခြင်းစိတ်ရှိတဲ့အမေရိကန်ကိုတိတ်တဆိတ်ဆန့်ကျင်နေခဲ့တယ်လို့ပြောလို့ရပါတယ်။ Nicolas Maduro ဟာသမ္မတဖြစ်တဲ့ Chavez ရဲ့အယုံကြည်ရဆုံးသူသူ့ရဲ့အချစ်ဆုံးသူဖြစ်တဲ့အပြင်ကမှအလွန်မင်းမဲ့သစ္စာရှိတာကြောင့်မလို့သူ့ကိုပဲ2012ခုနှစ်မှာဒုတိယသမ္မတအဖြစ်ခန့်အပ်လိုက်ပါတယ်။တိတ်ပြီးမကြလိုက်ပါဘူး။ Nicolas Maduro ဒုတိယသမ္မတဖြစ်ပြီးတနှစ်ဝန်းကျင်အကြာ2013ခုနှစ်မတ်လ9ရက်နေ့မှာတော့သမ္မတ Hugo Chavez ဟာကွယ်လွန်သွားခဲ့ပါတယ်။သူကွယ်လွန်သွားတဲ့အခါမှာဒုသမ္မတဖြစ်တဲ့ Nicolas Maduro ဟာသမ္မတရာတွေကိုအလိုလိုနေရင်လက်ခံရရှိသွားခဲ့ပါတော့တယ်။ဒါပေမဲ့သူက Hugo Chavez လိုမျိုးလူမှုပေါ်ဩဇာညောင်းတဲ့ခေါင်းဆောင်ကောင်းမျိုးမဟုတ်ခဲ့ပါဘူး။နောက်ပြီးတော့အဲ့လိုခေါင်းဆောင်မှုမျိုးကိုလည်းသူမပေးနိုင်ခဲ့ပါဘူး။ Hugo Chavez ကနိုင်ငံကိုတွင်းထဲကနေကယ်တင်ထားတဲ့သူဖြစ်ပေမဲ့သူကတော့ဘာမှလောက်လောက်လာလာလှုပ်ပြထားတဲ့သူမဟုတ်တာမို့ပြည်သူတွေကမထောက်ခံတာလေမှန်ပါရီ။ဒီလိုနဲ့Nicolas Maduro အာဏာရလာတဲ့အချိန်ကစပြီး Venezuela ရဲ့စီးပွားရေးဟာကြောက်သေးကိုတဟုန်တိုးခေါင်းဆိုင်ပြီးတော့ထိုးဆင်းသွားပါတော့တယ်။ကမ္ဘာရေနံဈေးကွက်ပျက်စီးမှုနဲ့အတူ Maduro ရဲ့လွဲမှားတဲ့စီမံခန့်ခွဲမှုတွေကြောင့်နိုင်ငံအတွင်းမှာကုန်စည်နှုန်းတွေတအားကိုမှကြီးမြင့်လာပြီးပြည်သူတွေဟာအစားအသောက်ဆေးဝါးဒါတွေမလုံလောက်မှုဒဏ်ကိုပြင်းပြင်းထန်ထန်ခံစားခဲ့ရပါတယ်။
အဲ့လိုမျိုးနိုင်ငံကစီးပွားပြက်ကတ်ဆိုင်နေပါတယ်ဆိုမှမာဒူရိုဟာသူ့ရဲ့အာဏာတည်မြဲဖို့အတွက်စစ်တပ်ကိုအခွင့်အရေးတွေပေးပြီးအရက်သားတွေကိုနှိမ်နင်းတဲ့အာဏာရှင်ဆန်ဆန်နီးလန်းတွေကိုလည်းစတင်အသုံးပြုလာခဲ့ပါတယ်မင်းဆိုမင်းချင်းဖြစ်တဲ့အတွက်ပြည်သူတွေကစန့်ကျင်ကြတာကိုဒီလိုကင်တွေခဲ့တဲ့အပေါ်မှာလေတကဘာလုံးကအခဲမကြေဖြစ်ပြီးဝိုင်းထောက်ပြနေခဲ့တာဖြစ်ပါတယ်ဒီလိုမျိုးရက်စက်မှုတွေကိုမကျူးလွန်ခင်မာဒူရိုတယောက်တမရဖြစ်မလာခင်အချိန်အတော်အတွင်းမှာ2010ခုနှစ်ဗင်နီဇွဲလားရဲ့စီးပွားရေးအခြေအနေကိုလည်းပြောပြဖို့လိုပါတယ်ဒါမှဘလို့ဆိုးရွားတဲ့အခြေအနေကိုရောက်သွားလဲဆိုတာပရိသတ်တွေသဘောပေါက်မှာပါအမှန်တိုင်းပြောရရင်ဆုံးမသွားတဲ့တမရာဟောင်းဟူဂိုချာဘတ်စ်ကပေါက်မဲ့ဘုံတစ်လုံးကိုမာဒူရိုလက်ထဲကိုထည့်ပေးခဲ့တာလို့ပြောချင်ရင်ပြောနိုင်ပါတယ်ဗင်နီဇွဲလားရဲ့စီးပွားရေးပြိုလဲမှုဟာမာဒူရိုဒါမှမဟုတ်ချာဘတ်စ်တယောက်ထဲကြောင့်မဟုတ်ခဲ့ပါဘူးလွန်ခဲ့တဲ့20ရာစုတလျှောက်ဗင်နီဇွဲလားခေါင်းဆောင်တွေရဲ့ဆုံးဖြတ်ချက်တွေရဲ့ရလဒ်ဖြစ်ပါတယ်အဲ့ဒါတွေရဲ့အဓိကတရားခံကိုပြောပါဆိုရင်တော့ရေနံပါရေနံဟာနိုင်ငံရဲ့တန်မိုးအရှိဆုံးအရင်းမြစ်အထွက်ဆုံးအရာအကြီးမားဆုံးပို့ကုန်ဖြစ်တယ်လို့ဒုက္ခအလုံးရဲ့အရင်းမြစ်လည်းဖြစ်နေပါတယ်လွန်ခဲ့တဲ့1900ပြည့်နှစ်အစောပိုင်းမှာဗင်နီဇွဲလားဟာကမ္ဘာအကြီးဆုံးရေနံတိုက်တွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ကမ္ဘာရေနံအဖွဲ့အစည်းကြီးဖြစ်တဲ့ OPEC ရဲ့အချက်အလက်တွေအရဗင်နီဇွဲလားမှာရေနံစီပေါင်း303ဘီလီယံလောက်ထိရှိနေပြီးအရှေ့လေပိုင်းကဆော်ဒီအာရေဗျလိုနိုင်ငံမျိုးထက်တောင်မှအဆပေါင်းများစွာပိုများနေပါသေးတယ်1950ပြည့်နှစ်တွေမှာတော့ရေနံကြောင့်ဗင်နီဇွဲလားဟာအမေရိကန်ဆွစ်ဇာလန်နဲ့နယူးဇီလန်တို့ပြီးရင်ကမ္ဘာစတုတ္ထမြောက်အချမ်းသာဆုံးဆိုတဲ့နိုင်ငံမျိုးကိုရောက်ခဲ့ပူပါရီဒါပေမဲ့ကောင်းစားတဲ့အချိန်တွေကကြာရှည်မခံလိုက်ပါဘူးရေနံကချမ်းသာစေသလိုပြဿနာတစ်ခုကိုလည်းယူဆောင်လာပါရီပထမတစ်ခုကတော့ခေါင်းဆောင်အဆက်ဆက်ရဲ့အကျင့်ပြတ်ချစားမှုနဲ့ငွေကြေးအလွဲသုံးစားမှုပါနိုင်ငံကကြီးကြီးတက်ချမ်းသာနေတယ်ပတ်စံတွေကဒေါ်လာဟောဝင်နေတယ်အဲ့ဒီထဲကငါတို့နည်းနည်းယူလိုက်လို့ဘာမှမဖြစ်ပါဘူးဆိုတဲ့အတွေ့တယောက်ကနည်းနည်းတယောက်ကနည်းနည်းတယောက်စီနည်းနည်းစီဖဲ့ယူကြရင်နောက်ဆုံးမှာတော့အကုန်ကုန်သွားတဲ့အနေထားပါဒုတိယမြောက်ကတော့စီးပွားရေးပညာအရ dash daisy လို့ခေါ်တဲ့အခြေအနေပါအဲ့ဒါကဘာလဲဆိုရင်တယံဇာတတစ်ခုတည်းကိုပဲအလွန်မင်းအားကိုးမိတဲ့အတွက်တခြားထုတ်ကုန်ထုတ်လုပ်မှုကဏ္ဍတွေဟာလိလျူရှုမိကုန်ပြီအဲ့ဒီတယံဇာတပေါ်မှာပဲပို့ပြီးမိခိုလာရတဲ့အခြေအနေပါဆိုလိုချင်တာကရေနံထွက်တဲ့နိုင်ငံကရေနံကိုကြည့်ပဲအားကိုးနေတဲ့အခါမှာတခြားသောစက်ပစ္စည်းထုတ်လုပ်မှုတွေစိုက်ပျိုးရေးလုပ်ငန်းတွေဒီဘက်ကိုအားမစိုက်နိုင်တော့ဘဲနဲ့ရေနံပြိုသွားရင်နောက်ကစီးပွားရေးလုပ်ငန်းတွေပါလိုက်ပြိုပြီးနိုင်ငံကချက်ချင်းဆင်းရဲသွားတတ်ပါရီဗင်နီဇွဲလားရဲ့ပြဿနာကခေါင်းဆောင်အဆက်ဆက်အကျင့်ပြတ်ချစားမှုနဲ့အဲဒီလိုမျိုးရေနံတစ်ခုတည်းပေါ်ကိုမှီခိုလိုက်တာကအဆိုးရွားဆုံးအခြေအနေကိုကတ်ဆိုင်သွားစေခဲ့တာဖြစ်ပါရီ1990ပြည့်နှစ်လူနေမှာတော့အခြေလေပိုင်းကစစ်ပွဲတွေကြောင်းမလို့ရေနံဈေးဟာတက်လာခဲ့ပြီးဗင်နီဇွဲလားအနေနဲ့ကန်နေနဲ့ပြန်ကောင်းခဲ့ပါသေးတယ်ဒါပေမဲ့လည်းအဲ့ဒီအချိန်ကအကျင့်ပြတ်ချစားနိုင်ငံကနေခိုးနေကြတဲ့တခိုးတွေဟာအထွတ်ထိပ်ကိုရောက်နေကြပြီးအရာရှိတွေဟာရေနံရန်ပုံငွေဒေါ်လာဘီလီယံ100လောက်ကိုကိုကျိုးအတွက်ခိုးယူသုံးစွဲခဲ့ကြပါသည်အဲ့ဒီခေတ်ခါကဘီလီယံ100ဆိုတာယနေ့ခေတ်နဲ့ရှင်းမယ်ဆိုရင်ဘီလီယံ300ဒါမှမဟုတ်400ဝန်းကျင်လောက်တောင်တန်ဖိုးရှိနေပါပြီငါတို့မှာပေါ်များများရှိတယ်ဆိုပြီးတော့ဖြုံးလို့ကောင်းနေတဲ့အချိန်1980ပြည့်နှစ်မှာတော့ရေနံဈေးဟာပြန်ထိုးကျသွားတဲ့အတွက်ဗင်နီဇွဲလားစီးပွားရေးဟာပြိုကျသွားခဲ့ပြီးနိုင်ငံခြားကချီးငွေတွေကိုစပြီးယူရပါတော့တယ်တဖြည်းဖြည်းနဲ့လူနေမှုအဆင့်တန်းနှိမ့်ကျလာတဲ့အပြင်လူမှုမကျေနပ်မှုတွေဟာလည်းပဲ1989မှာပေါက်ထွက်လာခဲ့ပြီးဆန္ဒပြပွဲကြီးတွေအကြီးအကျယ်ဖြစ်ပေါ်ခဲ့ကအဲ့ဒီပွဲကြီးတွေကိုကာရာဂါဆိုလို့ခေါ်ပါသည်ဆန္ဒပြသူတွေအနေနဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးဖြေရှင်းပေးဖို့အစိုးရကိုတောင်းဆိုပေမယ့်အစိုးရကတော့သူတို့ကိုရရဆက်ဆက်နှိမ်နင်းခဲ့ပြီးလူပေါင်းထောင်နဲ့ချီသေဆုံးခဲ့ရပါတယ်အဲ့ဒီမှာပဲအစိုးရဘော်ကိုယုံကြည်မှုကလုံးဝကိုပျောက်ကွယ်သွားခဲ့တာပါဒီလိုအခြေအနေတွေကြောင့်မှပဲကွန်မြူနစ်စစ်သားတအုပ်ဖြစ်တဲ့ဟူဂိုချာဘတ်စ်တမရာဟောင်းဖြစ်သူဟာအခွင့်အရေးကိုမြင်သွားခဲ့ပါတယ်ဒါကြောင့်မလို့1992ခုနှစ်မှာနိုင်ငံကိုအာဏာသိမ်းယူဖို့ကြိုးစားခဲ့ပြီးအောင်တော့မအောင်မြင်ခဲ့ပဲထောင်လဲကျခဲ့ပါတယ်ဒါပေမဲ့လူတွေအလုံးကသူတို့မျှော်လင့်တောင်းတနေတဲ့ပြောင်းလဲမှုကိုလိုချင်နေတဲ့အခါမှာဒီလိုပြောင်းလဲပေးမဲ့ဟူဂိုချာဘတ်စ်ကိုသူရဲကောင်းလို့မြင်ခဲ့ပြီး1999ခုနှစ်မှာပဲတမရအဖြစ်ပြည်သူအလုံးကဝိုင်းဝန်းရွေးကောက်တင်မြှောက်လိုက်ပါတော့တယ်ဒီလိုနဲ့ချာဘတ်ရဲ့တမရတပ်တန်း14နှစ်အတွင်းမှာလူမှုရေးစီမံကိန်းတွေကြောင့်မလို့လူတွေစင်းရဲတွင်းတွေကနည်းနည်းဖြစ်လွတ်နိုင်ခဲ့တာရှိပေမဲ့တစ်ဖက်မှာလည်းပဲသူ့ရဲ့သတင်းစာလွတ်လပ်ခွင့်ကိုထိန်းချုပ်တာတရားစီရင်ရေးကိုအားနည်းအောင်လုပ်တာပုဂ္ဂလိကလုပ်ငန်းတွေကိုပြည်သူပိုင်သိမ်းတာဒါတွေကိုလှုပ်ဆောင်ခဲ့ပါတယ်အဲ့လိုနဲ့ပဲနိုင်ငံရဲ့အကျွေးဟာ300ရာခိုင်နှုန်းအထိတိုးလာပါတယ်အရေးကြီးဆုံးကတော့ချာဘတ်စာရေနံအပေါ်ကိုမှီခိုနေရတာကိုဘာမှမပြောင်းလဲခဲ့ပါဘူးဒီလိုနဲ့2002ခုနှစ်ရေနံဝန်ထမ်းတွေတပိတ်မောက်တဲ့အခါမှာဝန်ထမ်း19000ကျော်လောက်ကိုလည်းပဲဘာမှမပြောမဆိုအလုပ်ထုတ်ပစ်ခဲ့လို့ရေနံထုတ်လုပ်မှုအားကလည်းတဝက်လောက်နီးနီးကျဆင်းသွားပါတယ်ရေနံဈေးကျတဲ့အချိန်မှာစီးပွားပြက်ပြိုလဲနေတဲ့ဗင်နီဇွဲလားကရေနံဈေးတက်ချိန်မှာလည်းဝန်ထမ်းအင်အားမလုံလောက်မှုကြောင့်မလို့အရေးပေါ်သုံးဖို့ရန်ပုံငွေဆိုတာလည်းမရှိသလိုထုတ်လုပ်ဖို့အင်အားလည်းမရှိတော့ပါဘူးဆိုတော့ဒီပြဿနာတွေကဗင်နီဇွဲလားအနေနဲ့ကြုံတွေ့နေရတာဖြစ်ပြီး2013ခုနှစ်ဟူဂိုချာဘတ်စကွယ်လွန်သွားတဲ့အခါမှာအဲ့ဒီပြဿနာတွေအားလုံးတဖန်ပြန်ပြီးတော့ပေါက်ကွဲထွက်လာပါသည်
ဒါရီအားလုံးကဘသူခေါင်းပေါ်ကိုသွားပြုတ်ကြလဲဆိုတော့နီကိုလတ်မာဒူရိုဘောကိုပါဗင်နီဇွဲလားနိုင်ငံရဲ့ကတ်ဆိုင်တဲ့အခြေအနေဟာကမ္ဘာစီးပွားပြတ်ကတ်ကြီးထက်တောင်မှပိုဆိုးရွားပါတယ်နိုင်ငံတွေကရေနံဈေးကျသွားတဲ့အခါဝင်ငွေရဲ့90%ကိုရေနံကရနေတဲ့ဗင်နီဇွဲလားရဲ့စီးပွားရေးဟာအပိုင်းပိုင်းပြတ်တောက်ပြီးပျက်စီးသွားပါတယ်နိုင်ငံခြားကအကျွေးတွေမဆန့်နိုင်တော့လို့နိုင်ငံခြားကလည်းချီးငွေထပ်ပြီးမပေးတော့ပါဘူးဒါကြောင့်မလို့နိုင်ငံတွေမှာစားတောက်ကုန်တဲ့လူသုံးကုန်တွေမတင်သွင်းနိုင်တော့ပဲကုန်စည်နှုန်းတွေဟာအဆမတန်တက်လာခဲ့ပြီးရုတ်တရက်ချမ်းသာနေတဲ့သူတွေကလည်းဆင်းရဲမွေးတေကုန်ကြပါတယ်နောက်ပြီးဗင်နီဇွဲလားရဲ့ငွေကြေးဖောင်းပွားမှုဟာလည်းကြောက်ခမန်းလိလိဖြစ်သွားခဲ့တယ်လို့တညရင်းနဲ့ငွေတန်မှုမရှိသလောက်ဖြစ်သွားပါတယ်ဒါကြောင့်မလို့နိုင်ငံတွေမှာနေထိုင်ကြတဲ့တန်းနဲ့ချီတဲ့သူတွေဟာပြည်ပကိုထွက်ပြေးခဲ့ကြပြီးကိုလံဘီယာနိုင်ငံတစ်ခုထဲမှာပဲဗင်နီဇွဲလားနိုင်ငံသား 1.8 သန်းလောက်ခိုလုံခဲ့ရပါတယ်အဲဒီကြားထဲမှာမာဒူရိုဟာသူ့ရဲ့အာဏာကိုဆက်ပြီးတော့ချုပ်ကင်ထားခြင်းနဲ့စိတ်နဲ့နိုင်ငံအပေါ်ကိုဆန္ဒပြတဲ့ဆန္ဒပြပြည်သူတွေကိုစစ်တပ်အားကိုနဲ့ရရက်ဆက်ဆက်တပ်ဖြတ်နှိမ်နင်းခဲ့ပါတယ်မာဒူရိုဘဝမှာကျူးလွန်ခဲ့တဲ့အပြစ်တွေကဒီလောက်ပေးလားဆိုတော့ဒါတွေမကသေးပါဘူးသူ့ဘဝရဲ့အကြီးအမားဆုံးအမဲဆက်ကြီးတစ်ခုကတော့သူဟာနိုင်ငံတော်ကိုမူရစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတဲ့စက္ကန့်တစ်ခုလိုအသုံးချခဲ့တာပါပဲအမေရိကန်ဟာကတ်ဆိုင်နေတဲ့ဗင်နီဇွဲလားပေါ်မှာအာရုံစိုက်မှုရှိပါတယ်။ဘာကြောင့်လဲဆိုတော့မာဒူရိုဟာတော်တော်ကိုဆိုးရွားတဲ့အာဏာရှင်ဖြစ်တာမလို့လေးလာသုံးသပ်နေကြခြင်းဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲအမေရိကန်ရဲ့ထောက်လှမ်းရေးတွေအဆိုအရမာဒူရိုဟာ Cartel of the Sun နေကိုင်းလို့ခေါ်တဲ့မူရစ်ကိုင်းကိုဗင်နီဇွဲလားအစိုးရအရာရှိကြီးတွေစစ်ဗိုလ်ချုပ်ကြီးတွေကိုထည့်သွင်းပြီးဖွဲ့စည်းလိုက်ပါတယ်။တွေးကြည့်ရင်စိတ်ကူးရင်လာလို့တောင်ထင်ရပါတယ်။နိုင်ငံရဲ့အကြီးအကဲခေါင်းဆောင်တွေကမူရစ်ရာဇာတွေအဖြစ်မူရစ်ကိုင်းကြီးကိုဖွဲ့စည်းလိုက်တာပါ။သူတို့တွေကကိုလံဘီယာကလက်နက်ကိုင်တပုံအဖွဲ့ FARC လို့ခေါ်တဲ့အဖွဲ့နဲ့ပူးပေါင်းပြီးကိုကင်းတန်ချိန်ပေါင်းများစွာကိုအမေရိကန်အပါအဝင်ကမ္ဘာအနှံ့ကိုတင်ပို့ရောင်းချပြီးမှောင်ခိုသွင်းခဲ့ကြပါတယ်။နီကိုလတ်မာဒူရိုဟာမူရစ်ဆေးဝါးကိုစီးပွားရေးအရာတွေမဟုတ်ဘဲနဲ့အမေရိကန်နိုင်ငံကိုဖျက်ဆီးမဲ့ဓာတုလက်နက်တစ်ခုအဖြစ်ပါအသုံးပြုခဲ့ပါတယ်။ဒါကြောင့်မလို့အမေရိကန်အစိုးရဟာသူ့ကိုအတော်လေးမျက်စိစပယ်မွေးဆူနေပြီးမူရစ်ဆေးအကြမ်းဖက်သမားအဖြစ်သတ်မှတ်ခါဖမ်းဝရမ်းလဲထုတ်လိုက်ပါတယ်။အမေရိကန်နဲ့မာဒူရိုကြားကပုတ်တိုက်မှုဟာ2024ခုနှစ်ရွေးကောက်ပွဲပြီးမှအထွတ်ထိပ်ကိုပြန်ပြီးရောက်ရှိလာပါတယ်။မာဒူရိုဟာရွေးကောက်ပွဲရလဒ်တွေကိုမတရားနည်းလမ်းနဲ့လိမ်လည်ပြီးသူ့ကိုယ်သူမဲနိုင်ရသူအဖြစ်ကြေညာခဲ့ပါတယ်။ဒါကိုအတိုက်ခံခေါင်းဆောင်နေတဲ့နိုင်ငံတကာအတိုင်းဝိုင်းကလက်မခံတယ်လို့အမေရိကန်ကလည်းမာဒူရိုရဲ့အစိုးရကိုတရားမဝင်အစိုးရအဖြစ်သတ်မှတ်ပြီးပြင်းထန်တဲ့စီးပွားရေးပိတ်ဆို့မှုတွေလှုံ့ဆော်ခဲ့ပါတယ်။ဒါပေမဲ့မာဒူရိုဟာလူမိုက်တို့သွားရလမ်းဖြစ်တဲ့အမေရိကန်ကိုဆန့်ကျင်ဖို့ရုရှားတရုတ်နဲ့အီရန်တို့ရဲ့အကူအညီကိုယူခဲ့ပြီးအာဏာကိုဆက်လက်ဆုပ်ကိုင်ထားနိုင်ဖို့အမေရိကန်ကိုဆန့်ကျင်မှုကြိုးစားပါတယ်။သူဟာပြည်သူတွေရဲ့ဆန္ဒပြပွဲတွေကိုသွေးချောင်းစည်းနှိမ်နင်းခဲ့တယ်လို့လူအခွင့်အရေးချိုးဖောက်မှုတွေကိုလည်းပြောင်ပြောင်တင်းတင်းကိုမှကျူးလွန်ခဲ့တာဖြစ်ပါတယ်။အဆိုးဆုံးကတော့အမေရိကန်ကိုစိန်ခေါ်ခဲ့တာပါ။သူ့ကိုဖမ်းနိုင်ရင်ဖမ်းမှာဆိုတဲ့အနေအထားမျိုးနဲ့အားလုံးကိုစိန်ခေါ်ခဲ့တယ်လို့တော့မှပြောလို့ရပါတယ်။ဒီလိုနဲ့စိန်ခေါ်နေတဲ့သမ္မတကြီးနီကိုလတ်မာဒူရိုဟာ2026ခုနှစ်ဇန်နဝါရီလအစောပိုင်းမှာအမေရိကန်ရဲ့အထူးစစ်ဆင်ရေးတစ်ခုဖြစ်တဲ့ Operation Absolute Resolve ကြောင့်မာဒူရိုရဲ့အာဏာစက်ဟာရုတ်တရက်ချုပ်ငြိမ်းသွားခဲ့ရပါတယ်။အမေရိကန်ရဲ့ Delta Force လို့ခေါ်တဲ့အကြမ်းဖက်နှိမ်နင်းရေးအထူးတပ်ဖွဲ့ဝင်တွေဟာနည်းပညာမြင့်မားတဲ့ထောက်လှမ်းရေးကိရိယာတွေကိုအသုံးပြုပြီး Caracas မြို့ကမာဒူရိုရဲ့လုံခြုံရေးအထူးတပ်ဆုံးအလုံခြုံဆုံးလို့ယူဆထားတဲ့နေအိမ်ကိုဝင်ရောက်စီးနင်းခဲ့ကြပါတယ်။အဲဒီစစ်စင်ရေးကမြန်ဆန်လွန်းတာကြောင့်မလို့မာဒူရိုရဲ့လုံခြုံရေးတပ်ဖွဲ့တွေကခုခံမှုအချိန်မရလိုက်ပဲမာဒူရိုဟာသူ့ရဲ့ဇနီးနဲ့အတူတူအချုပ်နှောင်ခံရပြီးနယူးယောက်မြို့ကိုတရားစီရင်မှုအတွက်ခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်။ဒီသတင်းကလည်းဟိုလီတကျော်ဆိုတော့ပရိသတ်တွေအားလုံးသိပြီးသားဖြစ်ကြမှာပါ။ဒါဟာကမ္ဘာနိုင်ငံတစ်ခုရဲ့သမ္မတတဦးကိုအမေရိကန်ကဝင်ရောက်ဖမ်းဆီးခဲ့တဲ့အဖြစ်အပျက်ဖြစ်ပြီးပနာမသမ္မတနိုရီဂါဖြစ်ရပြီးရင်ဒုတိယမြောက်အကြီးမားဆုံးနဲ့ကမ္ဘာကျော်ဖြစ်ရတစ်ခုဖြစ်လာခဲ့ပါတယ်။လက်ရှိမှာတော့မာဒူရိုဟာနယူးယောက်မြို့ကဖက်ဒရယ်တရားရုံးမှာမူရစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုငွေကြေးခဝါချမှုလက်နက်တရားမဝင်သယ်ဆောင်မှုနဲ့အကြမ်းဖက်အဖွဲ့အစည်းတွေကိုထောက်ပံ့မှုစတဲ့ဇွဲချက်ပေါင်းများစွာနဲ့တရားရင်ဆိုင်နေရပြီဖြစ်ပါတယ်။သူကျူးလွန်ခဲ့တဲ့ပြစ်မှုတွေဟာတာမန်ရာဇဝတ်မှုတွေမဟုတ်ဘဲနိုင်ငံတကာရဲ့လုံခြုံရေးကိုချိန်ချောက်ခဲ့တဲ့လုပ်ရက်တွေဖြစ်တာကြောင့်အနည်းဆုံးထောင်နဲ့နှစ်ပေါင်းများစွာကနေတသက်တကြွအထိလည်းကြားခံရနိုင်ခြေရှိနေပါတယ်။မာဒူရိုရဲ့ဖမ်းဆီးခံရမှုဟာတောင်အမေရိကနိုင်ငံရေးမှာကြီးမားတဲ့အပြောင်းအလဲတစ်ခုဖြစ်လာစေခဲ့တယ်လို့အာဏာကိုလွဲသုံးစားလုပ်ပြီးကိုယ့်ပြည်သူကိုနှိပ်စက်တဲ့အာဏာရှင်တွေအတွက်လည်းဒါဟာထိတ်လန့်စရာသင်ခန်းစာတစ်ခုပဲဖြစ်ပါတယ်။လွှတ်ပေးထားတဲ့ဆိုပေမဲ့အာယုံဆိုင်မှုကိုရလာတဲ့အခါမှာတော့အာယုံဆိုင်ခံရမှုရဲ့နောက်ဆက်တွဲရလဒ်တွေကိုတော့ခံစားရမှာပဲဖြစ်ပါတယ်။မာဒူရိုရဲ့ကြာဆုံးခန်းဟာဗင်နီဇွဲလားပြည်သူတွေအတွက်လည်းပျော်ပွဲရွှင်ပွဲကြီးတစ်ခုအလားဖြစ်ခဲ့ရပါတယ်။ပြည်သူတွေဟာဆယ်စုနှစ်တစ်ခုကြာခံစားခဲ့ရတဲ့ငရေကန်းကနေလွတ်မြောက်ဖို့အတွက်မျှော်လင့်ချက်ရောင်ကြီးတစ်ခုတန်းလာခဲ့ပြီးအဖမ်းခံလိုက်ရတယ်လို့သတင်းကြားတာနဲ့လမ်းမတွေပေါ်မှာထွက်ပြီးအောင်မွေးခံတာမျိုးတွေတောင်လုပ်ခဲ့ပါတယ်။ဒီတော့ဗီဒီယိုလေးကိုအဆုံးသတ်တဲ့အနေနဲ့
မာဒရီရဲ့ဇလန်ဟာအာနာဆိုရာအမြဲတမ်းမတည်မြဲနိုင်ဘူးဆိုတဲ့အချက်နဲ့ပြည်သူ့ဆန္ဒကိုစန့်ကျင်ပြီးဒူးစရိုက်လမ်းကိုရွေးချယ်သူတွေဟာဒီနေ့မှာတရားဥပဒေရဲ့လက်ကုပ်ကနေလွတ်မြောက်မှာမဟုတ်ဘူးဆိုတဲ့သမိုင်းပေးသင်ခန်းစာကိုကဘာကြီးကိုတက်သေးပြလိုက်တာဖြစ်ပါတယ်။အခုခါမှာတော့ကဘာမီဒီယာကြီးတွေရဲ့မျက်လုံးတွေဟာနယူးယောက်မြို့ကတရားရုံးစီကိုရောက်ရှိနေပြီးမာဒရီရဲ့နောက်ဆုံးကံကြမ္မာသူ့ကိုဘယ်လိုစီရင်ချက်ချမလဲဆိုတာစောင့်ကြည့်လို့နေကြပါတယ်။အာနာရှင်တွေသွားတဲ့လမ်းဟာဒီလိုလမ်းမျိုးသာဖြစ်ပါတယ်။ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။